ဒီလုံးလေးကတော့ Redmi 9A လုံးလေးပေါ့နော်ဒီကောင်က Redmi 9A တွေမှာအဖြစ်များတဲ့ CPU လမ်းကြောင်းရှော့ကြတာကိုလမ်းကြောင်းဖြတ်ပြတာဖြစ်ပါတယ် Redmi 9A no power နဲ့လာတယ်ဆိုရင် power supply နဲ့ကျွန်တော်နှိုးကြည့်မယ်ဆိုရင် Ampere နည်းနည်းလေးပဲဆွဲပြီးတော့ဗောနော်power လည်းမနှိုးဘူးပေါ့နော် Ampere 0.2 လောက်လေးပဲဆွဲပြီးတော့ကျွန်တော်တို့ power မနှိုးဘူးပေါ့နော်ပြီးလို့ရှိရင်အာသွင်းကြိုးထိုးကြည့်လိုက်တဲ့အခါမှာဒီ power IC ကပူလာတာပေါ့နော်အဲ့လိုမျိုး error မျိုးမှာဆိုရင်ဒီလိုမျိုးဒီ CPU လမ်းကြောင်းရှော့ကြတာများတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီ CPU လမ်းကြောင်းလေးကိုဖြတ်ပြတာဖြစ်ပါတယ်သူကတော့ဒီဘေးမှာချိန်လေးတွေပါတာပေါ့နော်ကျွန်တော်ကတော့ဒီချိန်လေးတွေကိုရှင်းထားတာပေါ့အခုကျွန်တော်ဖြတ်ပြနေတဲ့လမ်းကြောင်းလေးပေါ့နော်ဒီလမ်းကြောင်းလေးမဖြတ်ခင်မှာဘေးက C လေးမှာတော့ရှော့ကြနေတယ်ပေါ့နော်ဒါပေမဲ့ဒီလမ်းကြောင်းလေးကိုဖြတ်လိုက်ရင်တော့ C မှာလည်းရှော့ရှင်းသွားမယ်ပေါ့နော်ပုံကပါဝါလည်းနိုးသွားမယ်ပေါ့ဒီချာလေးတော့ခီးတစ်ဆိုင်လေးတော့လောက်ကြတယ်ပေါ့ဗျာဒါဆိုရင်တော့ဗောနော်လမ်းကြောင်းလေးပြတ်သွားပြီပေါ့ဒါဆိုရင်ဘေးက C လေးမှာလည်း short မရှိတော့ဘူးပေါ့ဒါဘုံမှာပြန်တက်ပြီးနှိုးရင်တော့အကုန်အဆင်ပြေသွားပြီပေါ့နော်โอเคပါကျေးဇူးတင်ပါတယ်